လေးဒီဘက်လာပါဦးသမီးလေးဒီဘက်လာပါမဒါကျွန်တော်သမီးဖြူတော့ကျဒီဝစ်လေနေတယ်ဗျဘာလဲဆိုတော့ဒီကောင်မနှလုံးတန်ဖောက်ထားတယ်သူ့ဆေးတိုက်နေ17လပိုင်းနေက2လလောက်ရှိပြီဗျသူမုံနဲ့ဒီဆေးနဲ့ရောတိုက်လို့ရှိရင်လေမုတ်ကြီးပဲဆိုင်ဆေးမတောက်ဘူးမုတ်ကြီးပဲရအောင်ခွဲစားတတ်တယ်ဆေးကိုမတောက်ဘူးအဲ့တော့ကျွန်တော်ဆေးကိုဗျသူ့အာကောင်လေးတွေထိုးပြီးတိုက်ကြတယ်ကြော်ပြသမီးလေးဗဇက်ဟာသူလိန်တော့လိန်မှာဆေးတိုက်လို့ရတယ်လိန်မှာပါဆိုကမှဖိသမီးရဲ့အုံးပါမနက်ကငါးဟင်းနဲ့ထမင်းစားလိုက်တယ်ကျွန်တော်ငါးဟင်းဆိုရင်အရန်စားတတ်ပါတယ်တခါမှအယိုးမဆူစူးလဲတေးသေးပဲမနက်ကငါးအမိစုပ်ရင်းနဲ့အယိုးဆူသွားတာတော်တော်ကြီးရနေတူတယ်ခုချိန်ဒီလေဘေးမှာကန့်လန့်နဲ့တနေ့ခင်းလုံးလဲနေရတာအဆင်မပြေဘူးအရန်နာတယ်ခုနကတော့ဆိုတော်တော်နာတာခေါင်းတွေပါကြိုက်လာရေလေးတောက်ရေနွေးလေးတောက်နေရခုလဲတိတ်နာနေတော့မဲနီးလဲနေလဲစုံနေငပြောသီးစားတာရောထမင်းစားတာရောဇီးသီးစားတာရောစုံနေပြီခုချိန်ဒီမကြသေးဘူးပြောချင်တာပါဆိုကျွန်တော်ဝစ်လေလားမသိဘူးသူ့ဆေးတိုင်အာကောင်လေးထိထိုးပြီးတိုက်ကြတယ်လေသူလဲအာကောင်မှနာမှာပဲကျွန်တော်လည်းခုတော်တော်နာနေတယ်ဟဲ့သမီးရေနော်သမီးကောင်းဖို့ပါနော်သမီးကျမ်းမာရေးကောင်းဖို့ဖေးရတိုက်တာပါနော်ဖေးသမီးလေးသူနှလုံးသားပေါက်လို့ရှိရင်လည်းအဲ့လိုဂေါနဲ့လေကျင်တက်တယ်လို့မျိုးတွေအန်တာဖွားကြီးဖြစ်နေသွားလေးတိတိလေးရှိအများကြီးပဲကဲခွန်းနိုင်ပါဗျအားလုံးပဲ